AC မီလန်ကိုဆက်ရောက်ခါစားကနီးပြထစ်သူဟာကာကာကိုကြည်ပြီးဒီကောင်ဘရာဇီးသားဟုတ်မဟုတ်ရလားမြန်မြန်နဲ့ပုံစံကတက်ကတူចောင်းသားတရားကိုမားခေါ်လာမိတယ်လို့ပဲလို့တောင်းလောင်ပြောင်းဖဲဖူးပါလေပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာတော့နီးပြကဒါမင်းမိဘတွေကမင်းဒီကိုဘောလုံးကစားဖို့လာတာသိရလားစာတင်ဖို့လာတာမဟုတ်ဘူးနော်လို့တန်တရားနဲ့မေးခဲ့ပါသေးတယ်ကာကာကတော့ပြုံးပြုံးလေးနဲ့ပဲကွင်းထဲကိုဆင်းသွားခဲ့ပါတယ်ကတ်တူဆိုကသူ့ကိုကြောက်လန့်သွားအောင်ပြင်းထန်တဲ့ဖြတ်ထုတ်မှုတွေနဲ့တိုက်ခိုက်ခဲ့ပြီးမြဲကာကာကတော့လိပ်ပြတကောင်လို့အตาရမဲ့ကြောက်ဖြတ်ပြီးတသိန်းလုံးကိုအရှက်ရအောင်လုပ်ပြခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ Old Trafford မှာမန်ယူခံစင်မှုတွေကိုဘလို့မှတားဆီးမရအောင်ဒုက္ခပေးခဲ့တာကြောင့်ခံစင်မှုတွေဟာသူ့ကိုတားဖို့ကြိုးစားရင်သူတို့ချင်းချင်းတောင်တိုက်မိပြီးဒဏ်ရာရလူနေပါဖြစ်ခဲ့ရပါတယ် Ryan Giggs နဲ့ပြဿနာတက်ပြီးအဝါကက်ပြခံရအပြီးမှာကာကာဟာလူဝင်ပေါက်ထဲမှာ Giggs ကိုစောင့်နေခဲ့ပါတယ်ကတ်တူဆိုကလည်းကာကာနောက်မှာတတ်တော်ဆောင်တယောက်လို့ပါလာတာကြောင့် Giggs ကအခြေအနေတော့မကောင်းတော့ဘူးလို့ထင်ခဲ့တာပါဒါပေမဲ့ကတ်တူဆိုကသူအင်္ဂလိပ်စကားမတတ်ဘူးမင်းကိုတောင်းပန်ကြလို့စောင့်နေတာလို့ပြောလိုက်တဲ့အခါမှာတော့အားလုံးအံ့ဩသွားခဲ့ရပါတယ်သူဟာဖိုးဖိုးကြီးတွေလို့အခေါ်ခံရတဲ့ဝါရင်ကစားသမားတွေနဲ့အတူချန်ပီယံလိဖလားနဲ့ဘလွန်ဒီအော်ဆုကိုသိမ်းပိုက်နိုင်ခဲ့သူပါကမ္ဘာဘောလုံးပွဲစဉ်တစ်ခုမှာပြိုင်ဘက်ကဒဏ်ရာရတယ်လို့ဟန်ဆောင်ခဲ့တာကြောင့်ကာကာအနီးကပ်ပြခံရပြီးမြဲသူဟာဘာမှမငြင်းညူပဲပြုံးပြုံးလေးပဲကွင်းထဲကထွက်ခွာသွားခဲ့ပါတယ်နောက်ပိုင်းမှာသူ့ဇနီးကသူဟာအရန်ကိုပြည်စုံလွန်းတာကြောင့်လမ်းခွဲခဲ့တာပါလို့ပြောခဲ့ပါတယ်လူတိအောင်ဟာအရန်ကိုသဘောကောင်းလွန်းတာကြောင့်အိမ်တော်လေးတောင်ပျော်စီးသွားနိုင်တယ်ဆိုတာစဉ်းစားကြည့်အောင်နဲ့သိနိုင်ပါတယ်